The English Eye Opener ကပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်တော့ English စာပေနဲ့ပတ်သက်တဲ့လူသိနေသောအချက်တချို့ကိုတင်ပြလိုက်ပါတယ်007သို့မဟုတ် James Bond ဆိုရင်လူအတော်များများသိပါတယ်နော် British စာရေးဆရာကြီး Ian Fleming ရဲ့စကားမှုJames Bond ဝတ္ထုတွေအားလုံးဆိုရင် action အပြည့်ဝုန်းတိုင်းနဲ့နော်နောက်ပြီးတော့လက်နက်တွေကလည်းအစမ်း British စာရေးဆရာကြီး Ian Fleming ကထူးထူးဆန်းဆန်းကလေးတွေကြိုက်တဲ့ကလေးဝတ္ထုတစ်ပုဒ်ရေးခဲ့မှုတယ်အဲ့ဒီဝတ္ထုနာမည်ကတော့ Chitty Chitty Bang Bang နဲ့ပြင်သစ်ဧကရာဇ်ဘုရင်နပိုလီယံကိုစစ်ပရိယကျွယ်ဝသူတိုက်ရိုက်ခိုက်ရည်နဲ့ပြည့်စုံသူလို့သိကြတယ်ဒါပေမဲ့သူဟာနော်Clisson and Eugenie ဆိုတဲ့အချစ်ဝတ္ထုတော့ရေးခဲ့မှုတယ်အဲ့ဒီဝတ္ထုကလည်းအတော်လေးအောင်မြင်ခဲ့တယ်အီရတ်နိုင်ငံရဲ့ပြင်စမသမ္မတဖြစ်ခဲ့တဲ့ဆဒမ်ဟူစိန်သူကလည်းဝတ္ထု၄ပုဒ်လောက်ရေးခဲ့တယ်အဲ့ဒီဝတ္ထု၄ပုဒ်မှာZabiba and the King ဆိုတဲ့ဝတ္ထုကအတော်လေးလူကြိုက်များပြီးတော့ best seller စာရင်းဝင်ခဲ့မှုတယ်စာပေ Nobel ဆုရှင် American စာရေးဆရာကြီး Ernest Hemingway ဟာသူ့ရဲ့ရောင်းအားအကောင်းဆုံးနဲ့နော်နာမည်အကြီးဆုံးဝတ္ထုဖြစ်တဲ့ A Farewell to Arms ကိုရေးတဲ့ချိန်မှာနောက်ဆုံးစာမျက်နှာကိုစိတ်တိုင်းမကျလို့39ချိန်တိပြန်ပြီးတော့ပြင်ပြီးရေးခဲ့တယ်နောက်ထပ်စာပေ Nobel ဆုရှင်နော် British စာရေးဆရာ Rudyard Kipling သူ့လူတော်သိပါတယ်သူကတော့Mowgli တို့ Jungle Book တို့ရေးတဲ့စာရေးဆရာတနေ့ကျတော့သူ့သားဦးလေးဖွားမြင်တယ်နော်ဖွားတော့ကလိုလေသေးမရှိကုညီပေးခဲ့တဲ့သူနာပြုဆရာမဟုတ်ကျေးဇူးဆက်တဲ့အနေနဲ့သူ့ရဲ့လက်ရေးစာမှုတအုပ်ကိုလက်ဆောင်ပေးခဲ့တယ်ယူထားလိုက်တဲ့တနေ့မင်းငွေအခက်ခဲရှိလို့ရှိရင်အဲ့ဒီစာမှုကိုရောင်းလိုက်ဈေးကောင်းရမယ်ပြောလိုက်တယ်အဲ့လိုနဲ့ပဲနေ့အနည်းငယ်ကြာတော့အဲ့ဒီသူနာပြုဆရာမတကယ်ပဲငွေအခက်ခဲကြုံလာတယ်ကြုံလာတော့ Kipling လက်ဆောင်ပေးခဲ့တဲ့လက်ရေးစာမှုကိုပြန်ရောင်းထုတ်လိုက်တယ်ရောင်းထုတ်လိုက်တော့သက်စားမကုန်တဲ့ငွေကြေးပမာဏရခဲ့တယ်အဲ့ဒီ Kipling ရဲ့လက်ရေးစာမှုကတော့ဂန္ဓဝင်ဝတ္ထုကြီး The Jungle Book ရဲ့လက်ရေးစာမှုဖြစ်တယ်အဲ့ဒီတော့ The Jungle Book အကြောင်းပြောရင်းနဲ့ပဲ The English Eye Opener ကိုဒီကုန်းချုပ်လိုက်ပါတယ်